Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာစကားပြောလေးတွေလာပြီးတော့တင်ပေးသွားမယ်ပေါ့နော်တော်တော်များများစကားပြောမတင်ပေးဘူးလားစကားပြောတင်ချင်တယ်စကားပြောလေးတွေတရက်5ကြောင်းပဲဖြစ်ဖြစ်10ကြောင်းပဲဖြစ်ဖြစ်တင်ပေးပါလို့တောင်းဆိုထားတဲ့သူတွေအတွက်ဒီနေ့စကားပြောလေးကိုလာပြီးတော့တင်ပေးမှာဖြစ်ပါတယ်အပြည့်အစုံကြည့်ချင်တယ်ဆိုလို့ရှိရင်တော့Ray ရဲ့ YouTube channel မှာတွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်โอเคအားဆိုလို့ရှိရင်စကြည့်ရအောင်နံပါတ်1ကကြတော့你好ဆိုတာအားလုံးသိတဲ့အတိုင်းမင်္ဂလာပါဒုတိယတစ်ခုက你好吗နေကောင်းလားအဲ့ဒီမှာ你ကလည်း3聲好ကလည်း3聲ဆိုတော့အရှိက好2聲ပြောင်းဖတ်ပေးရတယ်ပေါ့နော်你好吗အဲ့လိုဖတ်ပေးရတယ်နံပါတ်3好久不见ဆိုတာမတွေ့ရကြပြီဆိုတဲ့အဓိပ္ပာယ်ရပါတယ်နံပါတ်4က最近怎么样အခုတလော怎么样ဘလို့လဲအခြေအနေကိုမြင်ရနော်你最近怎么样你အခုတလောအခြေအနေဘလို့လဲအဲ့လိုမျိုးပုံစံမှာနံပါတ်5工作满不满工作ဆိုတာအလုပ်满ဆိုတာအလုံးများတယ်အလုံးရှုပ်တယ်ပူမှန်ဆိုတာအလုံးမများဘူးအလုံးမရှုပ်ဘူးလို့ပြောတာအဲ့တော့工作满不满အလုံးများလားအလုံးများလားမများဘူးလားအဲ့လိုမျိုးပေါ့နော်နေအလုံးရှုပ်နေလားအဲ့လိုမျိုးပုံစံနဲ့ပြောလို့ရတယ်နံပါတ်6ကပြန်ဖြည့်ဘာပြန်ဖြည့်လဲဆိုတော့还不错မဆိုးပါဘူး还行လို့လည်းသုံးလို့ရတယ်နော်နံပါတ်9情境ကိုကတချို့တငယ်ချင်းတွေရဲ့အိမ်မှာကိုသွားတယ်ဆိုလို့ရှိရင်တငယ်ချင်းတွေကအထဲကိုဝင်လို့ရရနော်အဲ့လိုမျိုးပေါ့နော်情境အထဲမှာထိုင်မှာကျေးဇူးပြုအထဲကိုသွားပါအဲ့လိုမျိုးပေါ့နော်နံပါတ်10您贵姓အဲ့ဒီမှာအဲ့ဒီ您ဆိုတာကြောင့်ကိုယ့်ထက်ကြီးရဲ့သူကိုရည်ညွှန်းတာဖြစ်တယ်ကိုယ့်ထက်အသက်ကြီးရဲ့သူကို您လို့ခေါ်တယ်နီးလို့မသုံးနဲ့နော်နီးဆိုလို့ရှိရင်ကိုယ့်နဲ့ရွယ်သူကိုယ့်တငယ်ချင်းတွေကိုသုံးတာ您ကကြတော့ကိုယ့်ထက်အသက်ကြီးရဲ့သူတွေကို您လို့ခေါ်တယ်您贵姓你ရဲ့မျိုးနာမည်ကဘာလဲအဲ့လိုပေါ့贵姓ဆိုတာမျိုးနာမည်ပြောရနော်您怎么称呼ခမည်းကိုဘယ်လိုခေါ်ရမလဲအဲ့လိုပါနော်ခမည်းနာမည်ဘယ်လိုခေါ်လဲဆိုတာတဲ့称呼ဆိုတာခေါ်ဝတမုတ်တာ您怎么称呼你ကိုဘယ်လိုခေါ်ရမှာလဲခမည်းကိုဘယ်လိုခေါ်ရမှာလဲအဲ့လိုမျိုးပုံစံကို称呼လို့တောင်းတယ်နော်နံပါတ်10请问谁是王老师请问ကျေးဇူးပြုမိပါစေဘသူက王老师လဲ谁是王老师လို့ပြောရနော်နံပါတ်11您是李老师吗အဲ့မှာကြည့်ထားမိလား老师ကိုသုံးတယ်ဆိုလို့ရှိရင်您လို့သုံးတယ်您是李老师吗你လို့မသုံးနဲ့နော်我就是ဟုတ်တယ်ငါပဲသူကမေးရပေါ့နော်您是李老师吗လို့မေးလိုက်ရှင်မှာ我就是ငါပဲအဲ့လိုမျိုးပေါ့နော်请坐ဆိုတာကျေးဇူးပြု၍ထိုင်ပါလို့ပြောတာ我来介绍一下ငါမိတ်ဆက်ပြရစီငါလာပြီးမိတ်ဆက်ပြရစီအဲ့လိုမျိုးပေါ့နော်နံပါတ်15这位是张老师这位是အဲ့တူကဖြစ်ပါတယ်张老师ဖြစ်ပါတယ်အဲ့ဒီမှာအဲ့ဒီ这个နောက်တစ်မျိုးကကြတော့这လို့သုံးရနော်တရုတ်စကားတွေမှာဆိုကြောက်ဝင်ပါ这位是谁这位အဲ့ဒီမှာ知8နဲ့သုံးလို့ရတယ်知8这လည်းသုံးလို့ရတယ်知2这နဲ့လည်းသုံးလို့ရတယ်နော်ကိုကြိုက်တာနဲ့ကိုသုံးလို့ရတယ်这是我的名片名片ဆိုတာနာမည်ကပ်ပြဒါငါရဲ့နာမည်ကပ်ပြဖြစ်တယ်ပေါ့နော်见到你很高兴မင်းတို့ရရန်ဝမ်းတာတယ်တွေ့ရတာဝမ်းတာတယ်အဲ့လိုလည်းသုံးလို့ရတယ်ပေါ့နော်见到你မင်းကိုတွေ့ရတာ很高兴ရန်ဝမ်းတာတယ်你叫什么名字အဲ့ဒီမှာပေါ့နော်
你叫什么名字呢？你怎么称呼？အဲ့ဒါကြောင့်ကိုကြိုက်တာကိုသုံးလို့ရတယ်ကိုက你叫什么名字နဲ့သုံးချင်တယ်ဆိုလို့ရှိရင်你叫什么名字နဲ့သုံးလို့ရတယ်ဒါမှမဟုတ်您怎么称呼နဲ့သုံးချင်တယ်ဆိုလို့ရှိရင်လည်း您怎么称呼လို့သုံးလို့ရတယ်နံပါတ်19ကကြောင့်我姓王ငါ王မျိုးဖြစ်တယ်我姓何ရေးဆိုလို့ရှိရင်何မျိုးပေါ့နော်那就我姓何အဲ့လိုလဲသုံးလို့ရတယ်နံပါတ်20我叫何中勇我叫何中勇ရေးရတဲ့ုံနမီက何中勇လို့ခေါ်ပါတယ်我姓何叫中勇我叫何中勇အဲ့လိုလဲသုံးလို့ရပါတယ်